ကျောင်းသူတယောက်ဟာကောင်လေးရဲ့အာယုံဆိုင်မှုကိုရချင်လို့တတိုင်းပေါ်ကိုတမင်တကာကြော်တက်ခဲ့ပေမဲ့ကြောပိုးအိတ်တစ်လုံးနဲ့အတိုက်ခံရပြီးပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီခဏမှာပဲနောက်ထပ်မိန်းကလေးတယောက်တတိုင်းပေါ်ကိုထပ်ပြီးတက်လာခဲ့ပါတယ်။ကောင်လေးကတော့ဒီမိန်းကလေးဟာလည်းသူ့ကိုလာပိုးပန်းတဲ့သူတွေကတယောက်ပဲလို့ထင်လိုက်တာပါ။ဒါပေမဲ့သူမရဲ့လှပတဲ့မျက်နှာလေးကိုမြင်လိုက်ရတဲ့ခဏမှာတင်သူချက်ချင်းအသေးဆွဲသဘောကျသွားခဲ့ရပါတယ်။မိန်းကလေးကတတိုင်းပေါ်ကနေခုန်ချပြီးကြောပိုးအိတ်ကိုကောက်ကထွက်သွားအားခဲ့ပါတယ်။ကောင်လေးကသူမနောက်ကိုစာတင်ခန်းထိတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်။အဲ့ဒီနေရာမှာနေမဲ့သူမဟာတကယ်တော့သူ့ရဲ့အတန်းဖော်တယောက်ဖြစ်နေမှန်းသိလိုက်ရတာကြောင့်သူလည်းသူမရဲ့အနောက်ကောင်မှာဝင်ထိုင်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာမိန်းကလေးကသူမရဲ့စာအုပ်ထဲမှာချစ်စာလွှာတစ်စောင်ညက်နေတာကိုသတိထားမိသွားပေမဲ့ဘာမှမဆိုင်မတော့ပဲစုပ်ပြစ်ပစ်လိုက်ပါတယ်ပြီးတော့သူမကအခုချိန်မှာစာကိုပဲအာယုံစိုက်ချင်ပြီးရေးစားထားဖို့အစီအစဉ်မရှိပါဘူးလို့သူမရဲ့တငယ်ချင်းကိုပါပြောခဲ့ပါတယ်။ဒါကကောင်လေးကိုအနှဲငယ်စိတ်ပြတ်သွားစေခဲ့ပါတယ်။အတန်းထဲမှာမိန်းကလေးရဲ့တငယ်ချင်းကသူမအကြိုက်ဆုံးကာတွန်းစာအုပ်ကိုပြပြီးလာမြောက်ဝေပါတယ်။ကာတွန်းထဲကမင်းသမီးလေးဟာဒီမိန်းကလေးနဲ့အရန်တူတယ်လို့သူမကပြောတာပါ။ကာတွန်းစာအုပ်ကိုမြင်ပြီးတဲ့နောက်ကောင်လေးရဲ့တငယ်ချင်းကလည်းကောင်လေးဟာကာတွန်းထဲကမင်းသားနဲ့တူတယ်လို့လှမ်းပြောပါတယ်။ဒါကိုကြားတော့မိန်းကလေးကစိတ်တူတူနဲ့ကာတွန်းစာအုပ်ကိုဝုန်းကနေပိတ်ပစ်လိုက်ပါတယ်ပြီးတော့အခုချိန်မှာစာကိုပဲအာယုံစိုက်တင်တယ်လို့သူမရဲ့တငယ်ချင်းကိုသတိပေးလိုက်ပါတယ်အတန်းစင်းတော့ကောင်လေးကသူ့လက်ကိုသူမရဲ့ထိုင်ကိုအနောက်မိပေါ်တင်ထားတာကိုမိန်းကလေးသတိပြုမိသွားပါတယ်။သူမကသူ့လက်ကိုချက်ချင်းရိုက်ချပစ်လိုက်ပြီးဆက်ဆုပ်ယူရှာတဲ့မျက်လုံးတွေနဲ့လှမ်းကြည့်လိုက်ပါတယ်။ကောင်လေးကတော့လုံးဝကြောင်အန်းသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့မိန်းကလေးတယောက်ရဲ့ညင်းပယ်ဆက်ဆုပ်ခြင်းကိုခံရတာဒါဟာသူ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်လို့ပါ။တနေ့မှာတော့မိန်းကလေးဟာသူမရဲ့တငယ်ချင်းနဲ့စကားများရန်ဖြစ်ခဲ့ကြပါတယ်။တငယ်ချင်းဖြစ်သူစိတ်သက်သာရစေဖို့အတွက်သူမကစာတင်ခန်းထဲမှာစောင့်နေပါဆိုပြီးဖုန်းထဲကနေစာလမ်းပို့လိုက်ပါတယ်။အဲ့ဒီနောက်သူမရဲ့စပင်ကိုကာတွန်းထဲကမင်းသမီးလေးရဲ့စပင်ပုံစံအတိုင်းတူအောင်ပြန်ပြင်စီလိုက်ပါတယ်။ဒါပေမဲ့သူမစာတင်ခန်းထဲကိုအပြေးလွှာဝင်လာတဲ့အချိန်မှာတော့အခန်းထဲမှာကောင်လေးတယောက်တည်းပဲရှိနေခဲ့တာပါ။ကောင်လေးကသူမရဲ့စပင်ပုံစံအစ်စ်ကိုမြင်လိုက်ရတဲ့အခါမှာတော့လုံးဝအသက်ရှူမမတက်ဆွဲလန်းသွားခဲ့ရပါတယ်။သူမစီကိုရှောက်လန်းလာတဲ့အခါမိန်းကလေးကအရန်ကိုရင်ခုန်စိတ်လှုပ်ရှားသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့ပုံစံတစ်ကိုပထမဆုံးမြင်ရတဲ့လူဟာသူဖြစ်နေလိမ့်မယ်လို့မမျှော်လင့်ထားခဲ့လို့ပါ။ကောင်လေးကသူမကပဲသူ့အတွက်တမင်ပြင်ဆင်လာတာလို့ထင်ပြီးသူမရဲ့မျက်နှာနားစီတိုးကပ်လာခဲ့ပါတယ်။အဲ့ဒီခဏမှာပဲမိန်းကလေးရဲ့တငယ်ချင်းကစာတင်ခန်းထဲကိုဂျုံကြမ်းနဲ့ပြေးဝင်လာတာကြောင့်မိန်းကလေးကကောင်လေးကိုအမြန်တွန်းထုတ်လိုက်ပါတယ်။သူမရဲ့စပင်ပုံစံကိုမြင်ပြီးတဲ့နောက်တငယ်ချင်းဖြစ်သူကအရန်ပျော်သွားခဲ့ပြီးမိန်းကလေးနှစ်ယောက်လည်းချက်ချင်းပဲပြန်တက်သွားကြပါတော့တယ်။တငယ်ချင်းကမိန်းကလေးရဲ့ပါးပြင်တွေကိုတရက်ဆက်လိုက်နေခဲ့ပါတယ်။သူတို့နှစ်ယောက်အရန်ရင်းနှီးနေကြတာကိုကြည့်ပြီးကောင်လေးကစိတ်တူတူနဲ့စာတင်ခန်းထဲကနေထွက်သွားခဲ့ပါတယ်သူအပြင်ကိုလှမ်းထွက်လိုက်တာနဲ့တပြိုင်နက်သူ့တငယ်ချင်းနဲ့တန်းတိုးပါတော့တဲ့အံ့ဩစရာကောင်းတာကသူ့တငယ်ချင်းဟာသူနဲ့အဲ့ဒီမိန်းကလေးတို့တွဲလျက်ဖြစ်နေတဲ့ပုံကိုတိတ်တဆိတ်တပုံရိုက်ထားခဲ့တာပါသူကအဲ့ဒီပုံကိုချက်ချင်းသိမ်းဆည်းလိုက်ပြီးသူ့တငယ်ချင်းကိုငါသူမရဲ့တက်ပုံ30ပုံပြည့်အောင်စုမိတာနဲ့သူမကိုစတင်လိုက်တော့မယ်လို့ပြောလိုက်ပါတယ်တိုးတော်လည်းမကြခင်မှာတင်ပဲမိန်းကလေးရဲ့တငယ်ချင်းကမိန်းကလေးရဲ့တက်ပုံတွေကိုသူတို့ရဲ့ group chat ထဲကိုမတော်တဆပို့မိသွားခဲ့ပါတယ်အချိန်တိုတွင်မှားရင်ကောင်လေးဟာမိန်းကလေးရဲ့တက်ပုံ30ပုံကိုပြည့်အောင်စုဆောင်းပြီးသွားတာကြောင့်တငယ်ချင်းဖြစ်သူကိုမိန်းကလေးကိုတရားဝင်လိုက်ဖို့ဆုံးဖြတ်လိုက်ပြီလို့ပြောလိုက်ပါတော့တယ်အဲ့ဒီနေ့ဟာသူတို့ရဲ့ကာယစာမွေးပွဲနေ့ဖြစ်ပြီးဆရာကမိန်းကလေးနဲ့ကောင်လေးကိုအတူတူအတွဲပေးခဲ့ပါတယ်မိန်းကလေးဟာစာမွေးပွဲအောင်ဖို့အတွက်အလျားလိုက်တန်းမှာလက်မောင်းဆွဲတင်တာ35ကြိမ်လုပ်ဖို့လိုအပ်ပေမဲ့ကောင်လေးကတော့သူမရဲ့မျက်နှာလေးကိုပဲနေမောင်ရင်မိန်မောနေတာကြောင့်သူမအတွက်အကျင့်ရေးတွက်ပေးဖို့မေ့လျော့သွားခဲ့ပါတယ်ဒါကမိန်းကလေးကိုအရန်စိတ်တူသွားစေခဲ့ပါတယ်ကောင်လေးအလဲကျလို့လက်ထောက်မောက်တွန်းတာ35ကြိမ်လုပ်ရမယ့်အချိန်မှာတော့မိန်းကလေးကသူ့ကိုကလဲစားမချပါစေနဲ့လို့ပဲသူဆုတောင်းနေခဲ့ရပါတယ်မကြခင်မှာပဲကျောင်းသားအားလုံးစာမွေးပွဲဖြေလို့ပြီးသွားခဲ့ပါတယ်ကောင်လေးကသူကိုယ်တိုင်50တိတိလုံးနိုင်ခဲ့မှန်းသိနေတာကြောင့်ဂုံယူဝင်ကြွားနေခဲ့တာပါဒါပေမဲ့ဆရာကသူ့ကိုရုတ်တရက်လမ်းခေါ်ပြီးတန်းလုံးမှာသူတယောက်တည်းပဲစာမွေးပွဲကြားတယ်လို့ပြောလိုက်ပါတယ်ကောင်လေးလုံးဝထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်သူ့ရဲ့တိတ်ခါကိုပိုပြီးထိခိုက်စေခဲ့တာကတော့မိန်းကလေးကသူဟာ34ကြိမ်ပဲလုပ်ခဲ့တာဖြစ်လို့အောင်မပြည့်ဖို့တစ်ကြိမ်ပဲလိုတော့တာပါလို့တမင်တက်တက်ဆွပြောလိုက်တာပဲဖြစ်ပါတယ်ဒါကကောင်လေးရဲ့မာနကိုအကြီးကျယ်ထိခိုက်သွားစေခဲ့ပြီးသူစာမွေးပွဲကြားသွားတာကြောင့်အဖြစ်ပေးတဲ့အနေနဲ့မီတာ3000ပြည့်ပတ်ခိုင်းခြင်းခံလိုက်ရပါတယ်အတန်းပြီးတဲ့နောက်သူကမိန်းကလေးစီသွားပြီးရှင်းပြချက်ပေးဖို့အတင်းအကျပ်တောင်းဆိုပါတော့တယ်မိန်းကလေးကတော့ဘာမှမသိသလိုဟန်ဆောင်ပြီးဝန်ခံဖို့ညှင်းဆိုခဲ့ပါတယ်အဲ့ဒီနောက်သူမကသူ့ကိုတွန်းထုတ်လိုက်ပြီးရလက်အပေါ်မကျေနပ်ရင်စာမွေးပွဲပြန်ပြင်နိုင်ပါတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုကောင်လေးဟာခေါင်းတွေမူးဝေလာပြီးသူမရဲ့ကိုယ်ပေါ်ကိုမိုက်ဆိုင်လဲကျသွားခဲ့ပါတယ်အဲ့ဒီခါကျမှပဲမိန်းကလေးဟာသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဖြားနာပြီးမီးလိုကူနေမှန်းတတိထားမိသွားပါတော့တယ်အဲ့ဒီခဏမှာပဲကောင်လေးရဲ့တငယ်ချင်းကအနားကိုအပြေးလွှားရောက်လာပြီးသူတို့နှစ်ယောက်ကိုဆွဲခွာလိုက်ပါတော့တယ်